နောက်တစ်ခုကကြတော့ဒီအလွယ်တကူစာကြောင်းတိဆောက်လို့ရတဲ့အခြေခံစာကြောင်းတိဆောက်ပုံ၃မျိုးပေါ့နော်၃မျိုးပထမတစ်ခုကကြတော့ subject နဲ့ verb နဲ့ပေါင်းတာနောက်တစ်ခုက subject ရယ် verb ရယ် object ရယ်ပေါင်းတာနောက်တစ်ခုက subject ရယ် verb ရယ် subject complement ရယ်ပေါင်းတာsubject ဆိုတာခုနကပြောတယ်ကျွန်တော်တို့ပြုလုပ်တဲ့သူပေါ့နော်object ကကြတော့ခံရတယ်လို့ပဲမှတ်လိုက်ပါနော်ဆိုတော့ခံရတဲ့သူsubject complement ကကြတော့ဒီ complement ဆိုတာဖြည့်ဆွတ်ပေးရအောင်ပြောတာဖြည့်ဆွတ်ပေးတာဆိုတော့ဒီ subject ကိုပြန်ပြီးဖြည့်ဆွတ်ပေးလိုက်တာဒီအရှိရ subject ရှိရယ် subject ကိုကျွန်တော်ပြန်ပြီးဖြည့်ဆွတ်ပေးရအရာဒီပုံစံ၃မျိုးအစဉ်လိုက်ပဲကျွန်တော်စာကြောင်းရေးလို့ရမှာပေါ့နော် subject နဲ့ verb နဲ့ပေါင်းလို့ဆိုရင် verb ကိုအရှိထုတ်ပြီးတော့ကျွန်တော်တို့သွားရေးလို့မရပါဘူးဒီအစဉ်တိုင်းပဲရေးရမယ် subject verb ပုံစံ subject verb object ပုံစံ subject ရယ် verb ရယ် subject complement ပုံစံဒီ၃မျိုးအခြေခံပုံစံ၃မျိုးဖြစ်တယ်အဲ့တော့အလွယ်တကူပြောမယ်ဆိုရင်စာကြောင်းတစ်ကြောင်းတိဆောက်ခြင်းနဲ့ဆိုရင် subject နဲ့ verb နှစ်ခုရှိတာနဲ့စပြီးတိဆောက်လို့ရတယ်ကျွန်တော်ထပ်ပြီးနောက်တစ်ခုပြပြမှာဒီ subject ကအလွယ်တကူပြောမယ်ဆိုရင် noun နဲ့ pronoun က subject ဖြစ်နိုင်တယ် object လည်း noun နဲ့ pronoun ကဖြစ်နိုင်တယ်ပထမတစ်ခု I he runs Mary ဒီမှာ၃ခုပေးထားတယ်I ran ဒါဆိုရင်ငါပြေးသည်စာကြောင်းတစ်ကြောင်းဖြစ်သွားပြီ Mary runs Mary ပြေးသည်စာကြောင်းတစ်ကြောင်းဖြစ်သွားပြီ he runs သူပြေးသည်စာကြောင်းတစ်ကြောင်းဖြစ်သွားပြီဥပမာ I eat ငါစားသည်ဒါဆိုလဲစာကြောင်းတစ်ကြောင်းဖြစ်သွားပြီဆိုတော့ဒါကကြတော့ subject နဲ့ verb နဲ့ပေါင်းပြီးတော့စာကြောင်းတစ်ကြောင်းတိဆောက်ထားတာနောက်တစ်ခုsubject verb object ဆိုတော့ object ဆိုတာခံရရဘယ်လိုမျိုးလဲဆိုတော့ I ငါ have ရှိတယ် verb ကိုတုံးလိုက်တယ် a book စာအုပ်တုပ်ကရှိခြင်းခံရတာဆို I have a book ငါမှာစာအုပ်တုပ်ရှိတယ်နောက်တစ်ခု he subject ပြုလုပ်တဲ့လူ hate မုန်းတယ်ဆိုမုန်းတဲ့လူဆိုပြုလုပ်တဲ့လူဆိုအလွယ်တကူပြောလိုက်တာ dogs ခွေးတွေမုန်းတယ်ခွေးတွေကမုန်းခြင်းခံရတာhe hate dogs နောက်တစ်ခု the students ကျောင်းသားများ play ကစားတယ် football ဘောလုံးကစားတယ်ဆိုဘောလုံးကကစားခြင်းခံရတာဖြစ်တဲ့အတွက် object play က verb the student ကကြတော့ subject ဖြစ်တယ်နောက်တစ်ခု subject verb subject complement ပုံစံဆို I ကငါ am ကကြတော့ဖြစ်တယ်ငါဖြစ်တယ်ဘာဖြစ်လဲ a doctor ဆရာဝန်တယောက်ဖြစ်တယ်ဆိုတော့ဒီ a doctor ဆိုတဲ့စကားလုံးကကျွန်တော်အရှိအယုံပြန်ညွှန်းတာအိုင်ဖြစ်တဲ့အကြောင်းအရာပြန်ညွှန်းတာဆိုတော့အယုံပြန်ဖော်ပြပေးရတာပေါ့နော်အဲ့တော့ဒီစာကြောင်းမှာဆိုရင် subject ရဲ့ verb ရဲ့ subject complement ရဲ့ကိုပြန်သုံးတာနောက်တစ်ခု she သူမ subject is ဖြစ်တယ် verb a teacher ဆရာမတယောက် subject complement ဆိုဆရာသူမဘာဖြစ်လဲဆိုတာကိုအနောက်က subject complement နဲ့ပြန်တွဲသုံးတာဆိုတော့ဒီ a teacher ဆိုတာကအရှိရ subject ကိုပြန်ညွှန်းတဲ့အတွက် subject complement ဖြစ်သွားတယ်နောက်တစ်ခု they သူတို့ are ဖြစ်တယ် students ကျောင်းသားများဖြစ်တယ်ဆိုတော့ they က subject are က verb ဖြစ်တယ် students ကျောင်းသားများဖြစ်တယ်ဆိုတော့ subject complement ဆိုတော့ဒီ student ကကျွန်တော်တို့အရှိရ they ကိုပြန်ညွှန်းတာဆိုတော့ဒီလိုမျိုးစာကြောင်းတိဆောက်ပုံ၃မျိုးနဲ့စာကြောင်းတွေတိဆောက်လို့ရပါတယ်စာကြောင်းတိဆောက်ပုံ၃မျိုးပြီးသွားပြီဆိုတော့ကျွန်တော်အရှိမပေးထားတဲ့ဥပမာဒီ verb တွေနဲ့စာကြောင်းနမူနာတွေတိဆောက်ပြပါမယ်အောက်မှာဆက်ကြည့်မယ်ဆိုတော့ am ရယ် is ရယ် are ရယ် know ရယ် want ရယ် love ရယ် has ရယ် have ရယ် possess ရယ် own ရယ်ဆိုပြီးကျွန်တော်ဒီမှာနမူနာပေးထားပါတယ်ဒီ am is are ကတော့ဖြစ်တယ် know ကသိတယ် want လိုချင်တယ် love ချစ်တယ် has ကရှိတယ်ဒါအနေကိန်းနဲ့တုံးလာတာ have ကရှိတယ် possess ပိုင်ဆိုင်တယ် owns ပိုင်ဆိုင်တယ်เนาะဒီမှာ s ထည့်ရတယ်เนาะကျွန်တော်အနေကိန်းနဲ့ပေါင်းကျင်တဲ့အတွက်ဆိုတော့ပထမစာကြောင်း I am an engineer I subject am verb an engineer subject complement ဆိုတော့တတိယမြောက်ပုံစံနဲ့တုံးလာတာ John ကကျွန်တော်တို့အနေကိန်းဖြစ်တော့ is နဲ့ပေါင်းလိုက်တယ်ပြီးတော့အနောက်မှာ handsome ဆိုတာ adjective နဲ့ပေါင်းလိုက်တာဆိုတော့ John ကချောမောတယ်လို့ပြောတယ်ဆိုတော့ဒီစာကြောင်းမှာဆိုရင်ကျွန်တော်တို့က handsome ကဒီအရှိက John ကိုပြန်ပြီးတော့ပြောပြထားတဲ့အတွက် handsome က subject complement is က verb John က subject နောက်တစ်ခု Susan and Mary ကျွန်တော်ခုနပြောရယ်ဒီ subject ဆိုတာ noun လေးဖြစ်နေတယ် pronoun လေးဖြစ်နေတယ်ဆိုတော့ဒီနေရာမှာဆိုရင် Susan and Mary ဆိုတာ noun ဖြစ်တယ် Susan နဲ့ Mary ကနာမည်ဖြစ်တယ်
Susan နဲ့ Mary ကအများကြီးဖြစ်သွားတယ်2ယောက်ဆိုတော့အဲ့တော့အနောက်မှာ are ကိုသုံးလိုက်တယ်မှားပြီးတော့တစ်ခုတည်းတွားပြီးရွေးပြီးတော့ကျွန်တော်တရားကို subject ဆိုပြီးတွားပြောလို့မရအောင်နှစ်ခုလုံးအရှိမပါလာတာဖြစ်တဲ့အတွက်နှစ်ခုလုံးက subject ဖြစ်တယ်ဒါကြောင့်ကျွန်တော်ခုနကပြောရဲဒီတချို့ဝါကြတွေတောင် subject ဖြစ်နိုင်တယ်တစ်လုံးနဲ့မဟုတ်ဘဲနဲ့ဝါကြတစ်ချောင်းလုံးတော့ subject ဆိုပြီးဖြစ်သွားနိုင်တယ် nurses nurse မများဆိုတော့ nurse မများဖြစ်တယ်တဲ့ Susan နဲ့ Mary ကဆိုတော့သူတို့ဖြစ်တဲ့အကြောင်းအရာကိုပြန်ပြောတာဖြစ်တဲ့အတွက် nurses က subject complement Susan နဲ့ Mary က subject are က verb နောက်တစ်ခု I know you I က subject know ကသိတယ် verb you က object ဆိုတော့သိချင်းခံရတာကျွန်တော်ငါမင်းကိုသိတယ်လို့ပြောတာနောက်တစ်ခုက they want a bus သူတို့ bus ကားတစ်စီးလိုချင်တယ်ဆိုတော့ they ကအများကြီးဖြစ်တဲ့အတွက်အနောက်က verb ကိုဒီတိုင်းရေးတယ်ပြီးတော့ a bus ဆိုပြီးထည့်ထားတယ် a bus ကလိုချင်ချင်းခံရတာကျွန်တော်တို့ object ဖြစ်တယ် one က verb they က subject နောက်တစ်ခု I love her ငါသူမကိုချစ်တယ် so I က subject love က verb her က object her ကသူချစ်ချင်းခံရတာနောက်တစ်ခု he has an eraser ဆိုတာခဲပြတ် so an eraser ကကျွန်တော်တို့ object ဖြစ်တယ် has ကကြတော့ verb ဖြစ်တယ် he ကအနေကိမဟုတ်လို့ကျွန်တော် has ရေးရပါတော့ have have ကို ve ဖြုတ်ပြီး s ပေါင်းလိုက်တာအဲ့တော့ he has an eraser သူမှာခဲပြတ်စတုံးရှိတယ် an eraser ရှိခြင်းခံရတဲ့အတွက် object ဖြစ်သွားတယ်နောက်တစ်ခု we ငါ have ရှိတယ် a car ကားတစ်စီးရှိတယ် so car ကရှိခြင်းခံရတဲ့ object have က verb we က subject they possess a phone သူတို့ဖုန်းတစ်လုံးပိုင်ဆိုင်တယ်ဖုန်းကကြတော့ပိုင်ဆိုင်ခြင်းခံရတော့ကျွန်တော်တို့ object ဒီ possess ကပိုင်ဆိုင်တယ်ဆိုတော့ verb they ကကြတော့ subject နောက်ဆုံးတစ်ခု Mary owns a house ဆိုတာအိမ်တစ်လုံး so Mary ကအိမ်တစ်လုံးပိုင်ဆိုင်တယ် so house ကပိုင်ဆိုင်ခြင်းခံရတော့ object own က verb Mary က subject ဖြစ်ပါတယ်ဆိုတော့ဒါကျွန်တော်နမူနာစာကြောင်းတိဆောက်ပုံသိပါအောင်ပြပေးလိုက်တာပါပထမအဆုံးဒီ amiss or နဲ့ adjective ပေါင်းတဲ့ပုံစံကိုလေ့လာမှာပါဆိုတော့အရင်သင်ခန်းစာမှာလေ့လာခဲ့တဲ့ဒီ subject ရယ် verb ရယ် subject complement ရယ်ပေါင်းတဲ့ပုံစံပဲဖြစ်ပါတယ်ဆိုတော့အဲ့ဒီမှာပေးထားတဲ့ဥပမာတွေကဒီ subject complement နေရာမှာ noun တွေပဲသုံးခဲ့လို့ဒီစာကြောင်းတွေပို့ပြီးဖွဲ့တော့အောင်ဒီမှာ adjective တွေနဲ့ subject complement ကိုပြန်သုံးရမှာဖြစ်ပါတယ်ဆိုတော့ဒီမှာပေးထားတဲ့စာကြောင်းတွေအားလုံးကကျွန်တော်တို့ဒီ subject ရဲ့ verb ရဲ့ subject complement တွေကိုပေါင်းလာတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အသေးပဲလေးတွေနဲ့စာကြောင်းတိဆောက်တဲ့ပုံလေးတွေပဲပြပေးပါမယ် so I am handsome so I ကိုသုံးထားတဲ့အတွက်ကျွန်တော်တို့အနောက်မှာ am လိုက်ပေးရမယ် verb နေရာမှာပြီးတော့နောက်မှာဒီ adjective ဖြစ်တဲ့ handsome ကိုထည့်လိုက်တယ် so handsome ဆိုတာရုပ်ရည်ချောမောသော so handsome ကဒီရှေ့က I ကိုပြန်ညွှန်းတဲ့အတွက် subject complement ဖြစ်တာ so I am handsome ငါရုပ်ချောတယ် so ဒီ handsome လို့သုံးတာကျွန်တော်တို့ယောက်ျားလေးတွေနေရာမှာများတော့အဖြစ်သုံးနေပေါ့နော်ချောတယ်လို့ပြောတာဖြစ်တဲ့အတွက်main ကလေးတွေဆိုရင်ကျွန်တော်တို့ဒီလှတယ်လို့ပြောတာဖြစ်တဲ့အတွက်များတော့အဖြစ်ကျွန်တော် beautiful ကိုသုံးပါတယ်ဒုတိယတစ်ခုကကျတော့ he is tall he ကအနေကိန်းဖြစ်တဲ့အတွက်ကျွန်တော်နောက်မှာ is ကိုသုံးရမယ် so tall ကရှည်တော့ so he is tall သူကအရက်ရှည်လို့ပြောတာပါနောက်တစ်ခု we are strong ငါတို့ကတန်ပါတယ်လို့ပြောတာ we ဆိုတာငါတို့ဖြစ်တဲ့အတွက်အများကိန်းဖြစ်တဲ့အတွက်နောက်မှာ are လိုက်တယ်ပြီးတော့ strong ကတန်မာတော့ဖြစ်ပါတယ်နောက်တစ်ခု John is short John ကအနေကိန်းဖြစ်တယ်အဲ့ဒီအတွက် is ကိုသုံးတယ် short ကပူတော့ဆိုတော့ John ကအရက်ပူတယ်လို့ပြောတာပါနောက်တစ်ခုကကျတော့ my older sister ဆိုတော့ဒီက subject ပေါ့နော် so my ဆိုတာငါရဲ့ older ဆိုတာကပို၍အသက်ကြီးရောကျွန်တော်အရင်သင်ခန်းစာမှာလေ့လာခဲ့တဲ့ဒီ comparative adjective ပုံစံသုံးတာပို၍အသက်ကြီးတော့ဆိုတော့ငါရဲ့ပို၍အသက်ကြီးတော့ sister အမဆိုတော့ sister ဆိုတာပုံမှန်အဖြစ်တော့ညီအမလို့သုံးတာငယ်လားကြီးလားမပြောဘူးပေါ့နော်အကြိမ်ကျွန်တော်စာကြောင်းမှာ brother brother လို့သုံးလိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီညီလည်းဖြစ်နိုင်လို့အကိုလည်းဖြစ်နိုင်တယ်မောင်လည်းဖြစ်နိုင်လို့အကိုဖြစ်နိုင်တယ်ပေါ့နော်ချီမှာကျွန်တော်တို့ကဒီ younger တို့ older တို့ဒီလိုမျိုးကျွန်တော်တို့ adjective တစ်ခုခုထည့်ပြထားမှာတာကြီးတယ်ငယ်တယ်ကိုသိရင်ပဲပေါ့နော်ပုံမှန် brother တို့ sister လို့သုံးလိုက်တယ်ဆိုရင်ငယ်တာလည်းဖြစ်နိုင်တယ်ကြီးတာလည်းဖြစ်နိုင်တယ်တစ်ဖက်လူကကိုယ် English လို့လာပြောမှာပေါ့ my brother my sister လို့ပြောတယ်ဆိုရင်ဒါသူ့ထက်ငယ်တာလည်းဖြစ်နိုင်လို့သူ့ထက်ကြီးတာလည်းဖြစ်နိုင်တယ်ဆိုတာသိရမယ်အကယ်၍ तू ကကိုယ်ကြီးတာငယ်တာသိစေချင်တယ်ဆိုရင် तू အရှိမ older brother
younger brother ဆိုပြီးဒီလိုမျိုးထည့်ပြောမှာပေါ့နော်ဒီမှာဆိုရင်သူက older လို့ဘယ်လိုသုံးလဲဆိုတော့သူနဲ့နှိုင်းယှဉ်လိုက်တာဆိုတော့ငါထက်အသက်ကြီးတော့ဆိုတော့ငါထက်အသက်ကြီးတဲ့မအားတဲ့ is ဖြစ်တယ်ဆိုတော့အနေကိန်းဆိုတော့ is ကိုသုံးတယ် beautiful လှပတယ်ဆိုတော့ငါမကဒီလှပတယ်လို့ပြောတာနောက်တစ်ခု my friends ငါရဲ့တငယ်ချင်းများဆိုတော့များကိန်းဖြစ်သွားပြီအဲ့တော့ are ကိုသုံးတယ်ပြီးတော့ kind ကျင်လာတယ်တဲ့ဆိုတော့ငါတငယ်ချင်းတွေကကျင်လာကြတယ်လို့ပြောတာဆိုတော့ဒါဆိုတော့ကျွန်တော်ဒီ adjective နဲ့သုံးတဲ့ subject complement လေးကိုနားလည်မယ်လို့ထင်ပါတယ်ဆိုတော့ကျွန်တော်အောက်မှာဆက်ကြည့်မယ် 5 forms of verb ဆိုတော့ဒီ verb ပုံစံ5မျိုးလို့ပြောတာပါဆိုတော့ form ကပုံစံ5 forms ဆိုတော့ပုံစံ5မျိုး of ကရဲ့ verb ရဲ့ပုံစံ5မျိုးလို့ပြောတာဆိုတော့ career ပုံစံ5မျိုးကျွန်တော်တို့လေ့လာမှာပါဒီ verb 5ခုပုံစံဘာတွေလဲဆိုတော့ကျွန်တော်တို့ verb 0ရယ် verb s ရယ် verb 2ရယ်verb 3ရယ် verb ing ရယ်verb s ဆိုတာကကျွန်တော်တို့အနေကိန်းတွေအတွက်သုံးမှုအတွက်ခွဲထုတ်ထားတာဖြစ်တယ်ပုံမှန်အဖြစ်ကျွန်တော်တို့ဒီအများကိန်းတွေနဲ့ပေါင်းနေဆိုရင်ကျွန်တော်က verb 0ကိုသုံးလိုက်တယ်ဒီအနေကိန်းတွေနဲ့ပေါင်းနေဆိုရင်ကျွန်တော်က verb s နဲ့သုံးလိုက်တယ်verb 0ကိုကျွန်တော်က verb 1ဆိုပြီးတော့သတ်မှတ်ထားလို့ရတယ်ပေါ့နော်အဲ့လိုဆိုတော့ကျွန်တော်အများကိန်းတွေရေးတဲ့ခါကျရင်ကျွန်တော်ကဒီ verb 0နဲ့ပဲပြန်သုံးလိုက်တာမဟုတ်လို့ပါတချို့ချွင်းချက်စကားလုံးတွေလည်းရှိတယ်ဥပမာ BEB လိုမျိုးပေါ့ BEB ဆိုကျွန်တော်တို့ကအများကြီးနဲ့ပေါင်းနေဆိုရင်ကျွန်တော်တို့ဒီ verb 0ပုံစံ BEB နဲ့ပြန်သုံးလို့မရအောင်အဲ့လိုချွင်းချက်စကားလုံးတွေဖယ်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ verb 0က verb 1နဲ့တူတူပဲပေါ့နော်အများကြီးနဲ့ပေါင်းတဲ့ဟာနဲ့တူတူပဲလို့မှတ်ထားလို့ရတယ်ဆိုတော့ verb 1ကိုမှကျွန်တော်တို့အနေကြီးနဲ့ပေါင်းမယ်ဆို verb as အဖြစ်နဲ့ပြန်သုံးရတယ်ပေါ့နော်ဒီဘက်ဘေးမှာပေးရတဲ့ဟာအဲ့တော့ verb 0ကိုကျွန်တော်တို့က base form လို့ခေါ်တယ်base form ဆိုတာမူရင်းပုံစံကိုပြောတာအခြေခံပုံစံပေါ့နော်infinitive verb ဆိုတာကျတော့ကိုရီးယားရဲ့အခြေခံပုံစံလို့ပြောတာပါ verb asဆိုတာကျတော့ verb for singular ဆိုတာအနေကိန်းတွေကိုပြောတာဆိုအနေကိန်းတွေအတွက် verb လို့ပြောတာနောက် verb 2ကကျတော့ကျွန်တော် past simple လို့ခေါ်တယ်သူကအတိတ်ကအကြောင်းတွေကိုပြောတာပေါ့နော်verb 3ကကျတော့ past participle လို့ပြောတယ်သူကကျတော့ကျွန်တော်ဘာသာပြန်မယ်ဆိုရင်ခဲ့ပြီးပြီနဲ့ဘာသာပြန်နေပေါ့နော်အဲဒီ past participle verb တွေကိုနောက်တစ်ခု verb ing ဆိုတာတော့ကျွန်တော် verb တွေကို ing ပေါင်းလိုက်တာဥပမာ dance dance ဆိုရင် dancing dancing ဆိုပြီးနောက်မှာ ing ပေါင်းလိုက်တာဒီ verb ing ကိုကျွန်တော်က gerund gerund လို့လည်းခေါ်တယ်verb တွေကို ing ပေါင်းလိုက်တဲ့ခါမှာနောက်တစ်ခုကကျွန်တော် noun noun အနေနဲ့ဘာသာပြန်နေပေါ့နော် noun အနေနဲ့လည်းဘာသာပြန်တယ်verb ing အနေနဲ့လည်းဘာသာပြန်တာနှစ်မျိုးဖြစ်သွားတယ်ဒါတော့ပြီးရင် section ပြပေးမယ်ဆိုတော့ကျွန်တော်ပထမဆုံး verb 0ကိုပြန်ကြည့်မယ် verb 0ဆိုတာကကျွန်တော်အများကိန်းအနေနဲ့ပေါင်းတဲ့အခါကျရင်အသုံးပြုတယ်အများကိန်းဆိုတော့ကျွန်တော် I ရဲ့အများကိန်းရပေါ့နော်ဆိုတော့ I we they I dance ငါကတယ် we write ငါတို့စာရေးတယ် they go သူတို့သွားတယ်ဆိုတော့ဒါကကျွန်တော်တို့ verb 0နဲ့ကျွန်တော်တို့ပေါင်းလိုက်တာအဲကြောင့်သူက verb 1နဲ့ verb 2တွေအကြောင်းမှသင်ခဲ့ရတာလည်းရှိမှာပေါ့နော်verb 1လို့လည်းပြောလို့ရတယ် verb 0လို့လည်းပြောလို့ရတယ်ကျွန်တော်တို့က verb 1ကိုပုံစံခွဲရင်2မျိုးဖြစ်သွားတာပေါ့နော်ပုံစံခွဲရင်2မျိုးဖြစ်တယ်ဆိုတာပုံမှန် verb 0နဲ့ပြန်ရေးတာလည်းဖြစ်သွားတယ် verb s ဆိုပြီးတော့အနေကိန်းနဲ့ပေါင်းတယ် verb s လည်းဖြစ်သွားတယ်အဲကြောင့် verb 0နဲ့ verb 1ကိုတစ်ခုတည်းအလွယ်တကူမှတ်လို့ရတယ်လို့ပြောတာချွင်းချက်စကားလုံးတွေတော့မပါဘူးနော်ပုံမှန်စကားလုံးတွေပြောတာအဲ့တော့ verb s ကိုစကြည့်မယ်verb s မှာကျတော့ dances writes goes သူကတော့အနေကိန်းနဲ့ပေါင်းမယ်ဥပမာ he she she နောက်တစ်ခု john john he dances သူကရယ် she writes သူမစာရေးတယ် john goes john သွားတယ်ဒါကရိုးရိုးပြစ္ဆုတ်ပံပုံစံနဲ့စာကြောင်းတွေပေါ့နော်ရိုးပုံစံလေးတွေဒါပေမဲ့အတိတ်အကြောင်းပြောရမယ် verb 2နဲ့verb 2နဲ့အတိတ်အကြောင်းပြောမယ်ဆိုရင်ကျွန်တော်တို့ကဒီအနေကိန်းတွေအများကိန်းတွေမရှိတော့တမျိုးတွေပဲသွားရတယ်ပေါ့နော်ဒါပေမဲ့ဒီမှာတစ်ခုရှိတာကကျတော့ dance ဆိုပြီး ed ပဲပေါင်းတဲ့ပုံစံမျိုးပဲဒီလိုတစ်လုံးလုံးပုံစံပြောင်းသွားတဲ့ပုံစံမျိုးပဲဆိုပြီး verb မှာနှစ်ခု꿰သွားအောင်အတိတ်ပုံစံရေးတဲ့အခါကျရင်ဆိုတော့ verb 2ရေးတဲ့အခါကျရင်ပုံစံနှစ်ခုရှိတယ် regular verb နဲ့ irregular verb ဆိုပြီးတော့ regular ဆိုတာကျွန်တော်တို့ပုံမှန်အောင်ပြောတာ irregular ဆိုတာကတော့ပုံမှန်မှန်တာပေါ့နော်ပုံမှန်မှန်တဲ့ verb နဲ့ပုံမှန်တဲ့ verb ဆိုပြီးနှစ်ခု꿰သွားတယ်ဒါကိုကျွန်တော်ရှင်းပြထားတယ်ဒီမှာ first row
ပထမစာကြောင်းမှာ regular verb second and third row ဒုတိယနဲ့တတိယ row မှာပေါ့အတန်းမှာက irregular verb ဖြစ်တယ်ဆိုတော့ dance က regular verb right နဲ့ go ကကြတော့ကျွန်တော် irregular verb ပေါ့နော်ဒါကိုကျွန်တော်တို့နောက်သင်ခန်းစာတွေမှာအကျေဖွင့်ပြီးတော့လေ့လာရမယ်အခုတော့ဒီလောက်ပဲမှတ်ထားလိုက်ပါဘယ် verb က regular verb လဲဘယ် verb က irregular verb လဲဆိုတာသုံးဝင်နဲ့သိသွားမှာအဲ့မှတ်ကမှာပါဒီမှာဆိုရင် dance က regular verb ဖြစ်တဲ့အတွက် ed ပဲပေါင်းလိုက်တယ် road ကကြတော့ irregular verb ဖြစ်တဲ့အတွက် verb 2ပြောင်းတဲ့အခါမှာပုံစံပြောင်းသွားတယ် ride ကရင်ကျွန်တော်တို့ wrot ဆိုပြီးဖြစ်သွားတယ်နောက် go ကသွားတယ် verb 2ပြောင်းတဲ့အခါမှာ we1nt1 ဆိုပြီးပုံစံပြောင်းသွားတယ်အဓိပ္ပာယ်ကတော့ dance ကခဲ့တယ် wrote စာရေးခဲ့တယ် went သွားခဲ့တယ်ဒါရဲ့အများကြီးပဲဖြစ်ဖြစ်အနေကြီးပဲဖြစ်ဖြစ်ရေးလို့ရဖြစ်တဲ့အတွက် I dance ငါကခဲ့တယ် he wrote သူစာရေးခဲ့တယ် we went ငါတို့သွားခဲ့တယ်went1 ရေ want1 ရေမတူဘူးเนาะ went1 ဆိုတာသွားခဲ့တာ want1 ဆိုတာလို့ချင်တာwant1 ကိုကျွန်တော်တို့က verb 2ပုံစံနဲ့ရေးချင်တယ်ဆိုရင် wanted wanted လို့ချင်ခဲ့တယ်ဆိုပြီးတော့ကျွန်တော်အသေးပေးရတယ်verb 3ကိုဆက်ကြည့်မယ် verb 3မှာလည်းကျွန်တော်တို့ဒီ dnc dance က regular verb ဖြစ်တယ်ပုံမှန် verb ဖြစ်တဲ့အတွက် ed ပဲဆက်ပေါင်းတယ်ပြောချင်တာက regular verb တွေက verb 2ပြောင်းတာပဲဖြစ်ဖြစ် verb 3ပြောင်းတာပဲဖြစ်ဖြစ် ed ပဲပေါင်းတယ်ဘာမှမပြောင်းအောင်နောက် wrint read ကကြတော့ verb 3ပြောင်းတဲ့အခါမှာသူက irregular verb ဖြစ်တဲ့အတွက် written ဆိုပြီးရေးတယ်နောက် written written နောက် goes went verb 3ပြောင်းတဲ့အခါမှာ gone go က gone အဖြစ်ပြောင်းသွားတယ်အသေးပဲပါတာပြန်မယ်ဆိုရင်တော့ကျွန်တော် dance ကခဲ့ပြီးပြီနဲ့ပါတာပြန်တယ်နော် verb 3ကိုခဲ့ပြီးပြီdance ကခဲ့ပြီးပြီ written ရေးခဲ့ပြီးပြီ gone သွားခဲ့ပြီးပြီဒီလိုမျိုးအသေးပဲရတယ်ဆိုတော့မလဲ I dance he written we gone sorry we gone လို့ကျွန်တော်ရေးလို့မရအောင်မှားပါလို့ so we have gone verb 3ချင်းဒီတိုင်းသွားရေးလို့မရအောင်ကျွန်တော်တို့ကဂျားထဲမှာခဲ့ပြီးပြီလို့ပြောချင်တယ်ဆိုရင် have တို့မဟုတ်ဒီ has ကိုကျွန်တော်ပေါင်းမိရတယ်ဒါနောက်သင်ခန်းစာမှာလေ့လာမှာပါကျွန်တော်တို့မှာပြောလိုက်အရှိကြီးတွေပြောရလိမ့်မယ်ဆိုတော့ we have gone ပေါ့နော် I ဆိုရင်လည်း I have gone ဆိုပြီးသုံးရမယ်he နဲ့သုံးချင်တယ်ဆိုရင်တော့ he has gone ဆိုပြီးသုံးရမယ်ဒါငါတို့တွားခဲ့ပြီးလို့အဓိပ္ပာယ်ရတယ်ဒီမှာတခုထပ်ပြောပြချင်တာကကျွန်တော်တို့ဒီ wrint read က irregular verb ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ verb 2ရေးတဲ့အခါနဲ့ verb 3ရေးတဲ့အခါမှာပုံစံမတူတာဖြစ်သွားတယ်ဒါပေမဲ့တချို့ irregular verb တွေကကျတော့ verb 1ကပုံစံတစ်မျိုး verb 2ကပုံစံတစ်မျိုးပြောင်းသွားတယ်verb 2ပုံစံတိုင်းပဲ verb 3မှာလည်းပြောင်းသွားတာရှိတယ်irregular verb မှာပုံစံ2မျိုးရှိတာသိရမယ်အကယ်၍ဥမာပေါ့နော်ကျွန်တော်တို့ဒီနမူနာပြောမယ်ဆိုရင် bring bring so bring ဆိုတာယူလာတယ်လို့ပြောတာယူလာတာကျွန်တော် verb 2ပြောင်းတော့မယ်ဆိုရင် brought ဒါ verb 2ပြောမယ်ဆိုရင်ယူလာခဲ့တယ်ဒါတော့ကျွန်တော် verb 3ပြောင်းမယ်ဆိုရင်လည်းဒီအတိုင်းပဲ bring brought ဆိုပြီးကျွန်တော်မှတ်ထားရမယ်irregular verb မှာပုံစံ2မျိုးရှိတယ်တခုကကျတော့ verb 2နဲ့ verb 3ကပုံစံမတူဘူးနောက်တစ်မျိုးကကျတော့ verb 2နဲ့ verb 3ကပုံစံတူတယ်တခုကတူတယ်တခုကမတူဘူးဒါအောင်မှတ်ထားမယ်ဒါ irregular verb မှာဒီ2မျိုးပဲရှိတယ်နောက်တစ်ခုချွင်းချက်အနေနဲ့ကျွန်တော်နောက်တစ်မျိုးထပ်မှတ်ထားမှလည်းရှိသေးတယ်များတော့အဖြစ်တော့ဒီ2မျိုးပဲပေါ့နော်တချို့စကားလုံး cut cat တို့ put တို့ cat ဆိုတာဖြတ်တယ် put ဆိုတာကထားတယ်cat နဲ့ put က verb 1 ရော verb 2 ရော verb 3 ရောတပုံစံနဲ့ပဲ ed လည်းမပေါင်းအောင်ဘာမှလည်းမပေါင်းဒီပုံစံတိုင်းပဲရေးရတယ် cut ဖြတ်သည် cat ဖြတ်ခဲ့သည် cat ဖြတ်ခဲ့ပြီးပြီဒီလိုမျိုးပဲသွားရပါတော့ put လည်းအဲ့ဒီတိုင်းပဲလူချွင်းချက်တွေလည်းရှိရဆိုတာသိရမယ်ဒါပေမဲ့ဒီကတော့ပုံစံမပြောင်းဆိုပြီးတော့ regular verb အုပ်စုတွေမှာမပါဘူး irregular verb အုပ်စုတွေမှာပါတယ်ပြောတာကြီးလည်းများသွားပြီဆိုတော့နည်းနည်းရှုပ်သွားတာရှိရင်တော့ကျွန်တော်တခြားတွေတော့နည်းနည်းပြန်နားထောင်ပြီးလိုက်မှတ်ပေးဖို့ပြောချင်ပါတယ်ဒါတွေကကျွန်တော်နောက်ပိုင်းနေမှာလိုအပ်ချက်တွေရှိမှာဆိုလို့ပေါ့နော်ဒါတခြားပြောပြပေးတာပါverb ing ကိုဆက်ကြည့်မယ် verb ing ကတော့ကျွန်တော်တို့အရှိရစကားလုံးပေါ်မူတည်ပြီးတော့ amm တို့
ARER တို့ ISS တို့ပေါင်းပါတယ်ဒါကနောက်တစ်မျက်နှာမှာကျွန်တော်ဆက်ကြည့်ရမယ်အဲ့တော့ဥပမာဆိုရင် I am dancing ဆိုရင်ငါကနေတယ် we are writing ဆိုရင်ငါတို့စာရေးနေတယ် she is going ဆိုရင်သူမသွားနေတယ်နေတယ်ဆိုပြီးတော့ကျွန်တော်တို့ verb ing ကိုဘာသာပြန်ပါတယ်ဒါက yo verb ing နဲ့ပဲကျွန်တော်ဘာသာပြန်ပြလိုက်တာစောနာပြောခဲ့တယ် verb ing တွေကိုဘာသာပြန်မယ်ဆိုရင်ပုံစံ2မျိုးရှိတယ်ပထမတစ်မျိုးကဒီ verb ကိုနေတယ်နဲ့ပေါင်းတဲ့ဟာရယ်နောက်တစ်ခုက noun အနေနဲ့ပြောင်းသွားတဲ့ဟာရယ်အဲ့ dancing ကိုကျွန်တော်တို့ကအရှိရဟာတွေဘာမှမပေါင်းမနဲ့ noun အနေနဲ့တုံးမယ်ဆိုဘာဖြစ်သွားမှာထင်လဲ dancing ကချင်းဆိုပြီးဖြစ်သွားတယ် dancing is good ကချင်းကကောင်းတယ်ကနေတာကောင်းတယ်ဒီလိုပြောတာနောက်တစ်ခု writing ကိုကျွန်တော်က noun အနေနဲ့ပြောင်းရင်အဓိပ္ပာယ်ဘယ်လိုဖြစ်အောင်လဲဆိုတော့စာရေးခြင်းဆိုပြီးတော့ဖြစ်သွားလိမ့်မယ်သူက noun အနေနဲ့ပြောင်းရင်ပြောတာနော် verb ing အနေနဲ့ပဲဘာသာပြန်မယ်ဆိုရင်တော့စာရေးနေသည်ဆိုပြီးတော့အဓိပ္ပာယ်ရမယ်going ဆိုလဲအဓိပ္ပာယ်ကသွားခြင်းဆိုပြီးအဓိပ္ပာယ်ပြောင်းသွားလိမ့်မယ် noun အနေနဲ့ဘာသာပြန်မယ်ဆိုရင်ဆိုတော့ကျွန်တော်တို့နောက်တစ်မျက်နှာကိုဆက်ကြည့်မယ်ဆိုတော့နောက်တစ်မျက်နှာမှာကျွန်တော်တို့လေ့လာမှာ verb to be ဒီအရှိပိုင်းမှာပြောခဲ့တဲ့ be အကြောင်းပေါ့နော်ဆိုတော့ verb to be ကိုအကြောင်းမှသင်မယ်ဆိုချို့ကဒီ verb to be ဘယ်နှမျိုးရှိလဲ5မျိုးရှိတယ်ဆိုပြီးသင်ခဲ့ရတဲ့လူတွေရှိမှာပေါ့နော်ဒီ5မျိုးရှိတယ်ဆိုတာလုံးဝအမှားကြီးပါမှားပါတယ် verb to be က5မျိုးမဟုတ်ပါဘူး10မျိုးပါဘာတွေလဲဆိုတော့ am is are was were be being ဖြစ်ပါတယ်အဲ့ဒီမှာ1 2 3 4 5 6 9 8ခုရှိပါတယ်ဒီတချို့အကြောင်းတွေမှာသင်ခဲ့ရအမှားရှိမှာဆိုတော့ကျွန်တော်ပြပြတာပါအချို့က verb to be ဘယ်နှခုရှိလဲ5ခုရှိတယ်ဘာတွေလဲ am is are was ဆိုဒါပဲသိတယ်နောက်က be being ကဘယ်နှမှာကျန်ခဲ့လဲမသိပါဘူးဆိုတော့ကျွန်တော် am is are was ဆိုကတော့ဒီအားလုံးကြားပြီးတဲ့စကားလုံးဖြစ်မှာပေါ့နော်ဆိုတော့ am is are ကဖြစ်သည် was ကဖြစ်ခဲ့သည် be ကတော့မူရင်းစကားလုံးဒီ base form မှာနော်ဖြစ်သည်ပဲbe and being ကကြတော့ဖြစ်ခဲ့ပြီးပြီလို့ပြောတာသူကတော့ verb 3 ပုံစံ being being ကကြတော့ဖြစ်နေတယ် verb ing ပုံစံဖြစ်တယ်ဒါတော့ဒီမှာရှင်းပြရတဲ့ be က verb 0 base form infinitive verb မူရင်းပုံစံ am is are မှာတော့ verb လို့ကျွန်တော်ပြောလိုက်တာဒီ is ကိုအဓိကပြောချင်တာ is က singular တွေအတွက်ထုတ်ထားတဲ့ verb am နဲ့ are ကကြတော့ကျွန်တော်တို့ဒီ am ကကြတော့ I နဲ့ပေါင်းမယ် are ကကြတော့ကျွန်တော်တို့ plural plurals တွေပေါ့နော်အများကိန်းတွေအတွက်ကျွန်တော်တို့အသုံးပြုမယ် are ကနောက် was were so was ကကြတော့ကျွန်တော်ဘယ်မှာသုံးမလဲဒါ was were ကဖြစ်ခဲ့လို့အဓိပ္ပာယ်ရတယ်အဲ့တော့ I ရဲ့ကျွန်တော်တို့အနည်းကိန်းတွေ singulars တွေအတွက်အသုံးမယ်အဲ့တော့ were ကကြတော့အများကိန်းတွေအတွက်ပေါ့နော်ဒါက verb 2နောက်တစ်ခု be and being ကကြတော့ verb 3အကုန်လုံးနဲ့ပေါင်းလို့ရတယ် I we you they he she it ပြီးတော့နေကိန်းတွေများကိန်းအကုန်လုံးသုံးလို့ရတယ်ဒါတော့ verb 3 past participle နောက်တစ်ခုကကျတော့ being လဲတူတူပဲ I we you they he she it အနေကိန်းတွေများကိန်းတွေအကုန်ပေါင်းလို့ရတယ်သူကတော့ဖြစ်နေဒီလိုအသေးပဲရတယ်ဒါ verb to be အကြောင်းပေါ့နော်နောက်တစ်မျက်နှာကျွန်တော်ဆက်ကြည့်ပါမယ်နောက်တစ်မျက်နှာကကျတော့ verb to be နဲ့ကျွန်တော်တို့ verb ing နဲ့ပေါင်းပါစောနာပြောခဲ့တယ်လို့ပေါ့နော်တော့ဒီ am is are ကိုကျွန်တော်တို့ verb ing နောက်မှာပေါင်းမယ်ဥပမာ swimming ပေါ့နော် swimming swimming ကျွန်တော်ဒီမှာ am is are လို့ပြောရဲဆိုတော့အောက်မှာကျွန်တော် was were လေးရှိတယ်ဒါပေမဲ့ဒီသင်ခန်းစာမှာတော့ကျွန်တော် was were အကြောင်းပြောကြလို့အဓိက am is are ကိုပဲဒီ example မှာထည့်ပေးရပါတယ်အဲ့တော့ am swimming ဆိုရင် I am swimming ငါရေကူးနေတယ်ဒီမှာဆိုရင် he is swimming သူရေကူးနေတယ် we are swimming ငါတို့ရေကူးနေတယ်I was swimming ငါရေကူးနေခဲ့တယ် they were swimming သူတို့ရေကူးနေခဲ့တယ်ဒီလိုအဓိပ္ပာယ်ရပါတယ်ဒါကတော့ verb to be နဲ့ verb ing နဲ့ပေါင်းတဲ့ပထမပုံစံမှာဒါကပထမပုံစံဆိုတော့ဒုတိယပုံစံကိုကျွန်တော်တို့ကြည့်မယ်ဆိုတော့ဒုတိယပုံစံဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်နမူနာ swimming ကိုအရှိမထုတ်လိုက်မယ် swimming swimming ကိုကျွန်တော်ဒီ noun အနေနဲ့အသုံးပြုမယ်ပေါ့နော် sorry ကျွန်တော်ဒီအပေါ်မှာ swimming က am တလုံးကျန်ခဲ့တယ် swimming ဆိုတော့ဒီအောက်မှာက swimming ကိုကျွန်တော် noun အနေနဲ့သုံးရမယ်ဆိုရင် swimming ဆိုတာ gerund ဖြစ်တယ် gerund ကိုကျွန်တော်တို့က singular ပုံစံနဲ့ပဲရေးတယ် singular singular
အနေကိန်းပုံစံနဲ့ပဲသတ်မှတ်တယ်ဒီမှာရေကူးနေသည်ဒီမှာကကြတော့ရေကူးခြင်းဖြစ်တဲ့အတွက်အနေကိန်းလို့ပဲသတ်မှတ်တယ်အဲ့ဒီတော့ကျွန်တော်က is နဲ့ပဲပေါင်းလို့ရမယ် swimming နေမဟုတ် channel verb ing အကုန်လုံးကိုကျွန်တော် noun အနေနဲ့သုံးမယ်ဆိုရင် is နဲ့ပဲပေါင်းလို့ရမယ်ဥပမာ swimming is good ရေကူးခြင်းကကောင်းတယ်ဟိုကျမကြီးတို့ကကောင်းတယ်ဆိုရင် swimming is good for health health for ဆိုတာအတွက် for health ကျမကြီးတို့ swimming is good for health ရေကူးခြင်းကကျမကြီးတို့ကောင်းတယ်ဆိုတော့ဒီနှစ်ခုပုံစံအောင်ကျွန်တော်ဒီ example မှာဆက်ကြည့်မယ်ဒီမှာတော့ကျွန်တော်ပြောခဲ့တဲ့ swimming is good ရေကူးခြင်းကကောင်းတယ်နောက်ဒီဟာကို verb ing ပုံစံနဲ့ရေးလိုက်မယ် they are swimming သူတို့ကရေကူးနေတယ်နောက်တစ်ခုကကြတော့ smoking is bad smoking ဆိုတာဆေးလေးတောက်ခြင်း noun အနေနဲ့သုံးတာတယ်noun အနေနဲ့သုံးတာဆိုတော့ကျွန်တော် singular ပုံစံနဲ့သတ်မှတ်တယ်အဲ့ဒီအတွက် is ကိုသုံးတယ်အဲ့တော့ကျွန်တော်အနောက်မှာ bad ကဆိုးရတယ် so smoking is bad ဆေးလေးတောက်ခြင်းကဆိုးတယ်ရှည်လေးရေးခြင်းတော့ smoking is bad for health ဆေးလေးတောက်ခြင်းကြီးကျန်းမာရေးအတွက်ဆိုးရတယ်လို့အဓိပ္ပာယ်ရတယ်နောက်တစ်ခု smoking ကိုကျွန်တော်ရိုးရိုး verb ing ပုံစံနဲ့နေသည်ဆိုပြီးရေးခြင်းတယ် smoking ဆေးလေးတောက်နေသည် he is smoking သူဆေးလေးတောက်နေသည်ဆိုတော့ဒီလိုမျိုးverb ing နဲ့ verb to be နဲ့တွဲပြီးသုံးလို့ရတယ်ဆိုတာပြောပြတာပါ